ပြောချင်တာကတော့ဒူးရင်သွေးတကယ်လို့လေကဲဒါလေးကတော့ဘာလေးဖြစ်မလဲဒူးရင်သွေးဖြစ်ပါတယ်ရှင်တန်တန်ကဲဒီနေ့ကတော့ပြောမယ်လို့ရှင်အရင်ရင်ခုန်ရကောင်းလို့ပေါ့နော်ဒီမှာကြည့်ပါဦးဒူးရင်သွေးပါအစီကြီးပဲနော်ဒီမှာဒူးရင်သွေးစမှဖြစ်ပါတယ်ဒီကတော့ first time တော့နော်တွင်ဒီတစ်ခါမှမစားဘူးလေပါဘူးရှင်တွင်ဒီတစ်ခါမှမစားသေးဘူးလေပေါ့နော်ဒါအခုပထမအဦးဆုံးစပြီးတော့ try မှာဖြစ်ပါတယ်ရှင်အနားတော့အရင်မပြတ်မှုရှင်တစ်ခါကတော့လုံးဝတကယ်ကိုတစ်ခါမှမစားဘူးဒီကပထမအဦးဆုံးအချိန်စပြတ်မှာဖြစ်ပါတယ်ရှင်ဒီအားလုံးပဲဆက်ကြပါဦးရှင်ကဲ first time တွင်ဒီဆက်တာဖြစ်ပါတယ်ဒီမှာပါတစ်ခါမှမစားဘူးတော့ဒါနဲ့အခုအကြည့်ရတဲ့နောက်ကတော့အနက်ကတော့ခံနိုင်တယ်ရှင်အနက်ခံနိုင်တယ်ဆိုစားကြည့်ပါမယ်ရှင်တက်ကတော့ဆေးပြီးတာပါရှင်ရှေ့ပဲဒီမှာရမ်းလိုက်တယ်ဒီမှာတော့ဟုတ်လေဟိုရဲ့ခဏလေးခဏဝင်ခဲဝင်လိုက်တာလေဟိုအတဲဆိုင်ကြီးကိုခဏရှေ့ပဲခဲဝင်လိုက်တာအာအစီဒါလည်းညာပဲရှေ့ပဲစားကြည့်မယ်ဒီမှာတော့ပထမဆုံးဟိုမိုက်ပါရှောတော့ကတ်တီကိုဝင်လိုက်တာမိုင်းနိုင်ရည်ကောင်းလိုက်တာအနောက်မွေးနေပဲတခါမှမစားဘူးတရားတကယ် first time မိုက်တယ်ကောင်းလိုက်တာရှယ်ပဲမအစလေးအသေးသေးလေးပဲမိုက်တယ်ကောင်းလိုက်တာရှယ်ပဲတမွားနဲ့ဘူးတကားပါစားဘူးဒါကြောင့်မို့လို့ပြောချင်တာကတော့ဒူးရင်ဒီမစားဘူးဆိုတာအဆန်ပြီးတော့မစားကြည့်ပါနဲ့လို့ပြောချင်ပါတယ်ရှင်အရင်မှဒီနောက်တော့စားချင်နေပြီနော်ပြောတော့ဒူးရင်ဒီလေမစားဘူးလို့လားမသိဘူးစိတ်အရန်လှုပ်ရှားနေတယ်အရန်ပေါ့ပြောရမှာဆိုလေအခုဒီမှာသူများတွေကိုစားနေအခုဓာတ်လေးနဲ့တစ်ချက်ခွဲကြည့်မယ်သူများတွေခွဲတယ်လို့မျိုးလေးပေါ့နော်အဲ့လိုမျိုးတစ်ချက်ကြည့်နေမယ်အိုးအာမိုက်တယ်ရှယ်ပဲဟာဒီလိုလေးလာတာအိုးမိုက်တယ်အရင်ကစိတ်လို့ရှာဖို့ကောင်းတယ်ပေါ့နော်တခါမှမစားဘူးတော့လေအနက်ကြီးကလည်းမှုေးနေမှာပေါ့နော်ဟိုဘယ်လိုပြောရမလဲဟိုအရင်စိတ်ထုတ်ချောက်ကောင်းတယ်ဟိုတွင်းသည်တကယ်လို့ဟိုစားဘူးတဲ့လူတွေတော့မပြောတော့ဘူးပေါ့နော်ဟိုအနက်မခံနိုင်ဘူးမစားဘူးတဲ့လူဆိုလို့ရှင်တော့ဆဲပြီးမစားကြည့်နေတော့ကျမလိုဖြစ်သွားမယ်ကလေးတယောက်က
ကိုလိုချင်တာရလိုက်တယ်လို့ပဲပေါ့နော်အဲ့လိုခံစားရတယ်အရန်ကိုပြောမလို့ဟို surprise ပေါ့နော်တကယ်ကို surprise အဲ့လိုမျိုးဖြစ်ပါတယ်ရှင်ဟိုမိုက်တယ်အဆန်မှလာတန်နေပြောရမယ်ဆိုတန်နေစားရတာလည်းမိုက်တယ်ပထမဆုံး first time မှာဂျင်းမမိဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှင်ကဲခုတွင်းလေးစားမိတာတော့မားတယ်လို့ရှိသွားပြီတွင်းလေးပေါ်ရရသည်ဆိုရင်ပတ်စံကုန်းတော့မယ်ပေါ့နော်အခုစမ်းပြီးတော့စားကြည့်တာပေါ့နော်ဒီကြိုက်သွားပြီဆိုတော့လေပေါ်လာပါလေဒီလိုလေးညာဘက်ထောက်ပေါ်လာကြိုက်သွားပြီဆိုတော့လေကျေအကာပုံစံလေးဒိုင်းပုံစံလေးဟုတ်တယ်တွေ့လားတွေ့လားဒီတွင်းဒီအိုးမွေးမောင်လေးသူ့နေဝယ်စားတဲ့အကြောင်းရတယ်ကျမရေရှင်ညီမအခါမှမစားဘူးဒါပေမဲ့မွေးမောင်လေးသူ့နေကောင်လေးကသူဝယ်စားတယ်ပေါ့နော်သူကိုရီးယားမှာဝယ်စားတယ်ဟုတ်လားစားမလားလို့မေးတော့တခါမှမစားဘူးမစားတော့ဘူးအဲ့လိုပြောတော့မဟုတ်ဘူးသူလည်းဟိုမှာဝယ်စားတယ်အဲ့ဒါကြောင့်မဟုတ်စားစီခြင်းနဲ့ပေါ့နော်သူဟိုမှာဝယ်စားတယ်ကောင်းတယ်သူတက်ဝယ်ပြီးပို့ပေးတယ်အဲ့တော့မစားတော့လို့ပြောတယ်မစားလိုက်အရင်ကောင်းတယ်စားကြည့်လိုက်ချိုးပြီးတော့မိုက်တယ်အရာသားလို့ပြောတော့အချင်းကတော့မစားတော့ပါဘူးလို့ညင်းပေမဲ့မရဘူးပေါ့နော်သူဝယ်ကျွေးမယ်စားလိုက်ပါတဲ့အဲ့လိုပြောတယ်အဲ့ချိန်မှဝယ်ပြစ်သွားတာအဲ့ရနဲ့လိုင်းပေါ်မှာတွေ့တာပေါ့နော်တွေ့ရဆိုတာကကြာပါပြီတွေ့နေတာတော့ဒီအောင်တတိဆိုင်ရတဲ့အမခံနဲ့ရောင်းပေးတာပေါ့နော်နေဆိုလို့ရှိရင်သူကကားဂိတ်ကြီးချပေးတယ်အလုံးလိုက်ပေါ့နော်တကယ်လို့မကောင်းဘူးဆိုရှင်ပြန်လဲပေးတယ်အမခံနဲ့ရောင်းတယ်ဆိုတော့တကြောင်မလို့ဟို recommend ပေးတာများတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့မှာကြည့်မယ်ပထမဆုံးစားရတော့မကောင်းပါလဲကြောက်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အောင်တတိဆိုင်မှာမှာကြည့်တာပေါ့နော်အခုရောက်လာတော့စမ်းတော့မစားကြည့်ရသေးဒါပေမဲ့ပြောမလို့စိတ်သေးဆိုတော့လေစိတ်ကလည်းဟောငါမှားမိတာမှားသွားပြီလားပေါ့နော်အဲ့လိုမျိုးတော့ဒီမေးနော်ပေါ့နော်ဒါပေမဲ့အခုဒီရောက်တော့စမ်းပြီးတော့စားကြည့်ရ first time ပဲဒါပေမဲ့ဒီအသားဟောပေါ့နော်အရသာရောအရမ်းမိုက်တယ်ပြန်လဲခိုင်းကြမလို့လားအောင်ကောင်းတယ်ပေါ့နော်ဟုတ်တယ်ကြောင့်မလို့ကျေးဇူးတင်တယ်အောင်တေးဆိုင်အောင်လဲပြောမယ်ဆိုကောင်းလေးကိုလည်းကျေးဇူးတင်ပါတယ်လို့တရားနဲ့ပြောချင်ပါတယ်ရှင်ပြောမယ်ဆိုသူဝယ်စားဖို့တိုက်တွန်းလို့ရတယ်လေကိုတွင်းသီးကိုစားဖို့ရတော့ဒါမှမဟုတ်ဆိုရင်တတန်လုံးနောင်တရနေတော့မှာပဲဒီဘက်ဘာလို့အကုန်ဘန်းလာလဲအခုတော့နောင်တရကမရှိတော့ဘူးတော့လည်းဘန်းတယ်ဖရန်လည်းဘန်းတယ်အဲ့ဒါပြင်းဘန်းတယ်နောက်ဆိုဒူးသီးကိုစားတင်နေရောမှာပဲဟုတ်စိတ်တော့ပဲရမ်းမိုက်တယ်ရှယ်ပဲဒီမှာဒီမှာမွားရရှယ်ပဲကိုတော်ဒူးသီးမစားဘူးတဲ့လူတော်မကြိုက်တယ်ဆိုရှင်ဒူးတင်းစားပွဲလို့ဆိုရင်အရမ်းကြိုက်တယ်ကြောင်လေးကြောင်ကြရည်ဟာရှယ်ပဲကြီးတော့ကောင်းနေကွာဟောလာလေဟိုက်ကတော့ကောင်းအောင်ပေါင်းကြောင်းပါပြီပေါ့တကယ်လို့မှားစားမယ်ဆိုရင်လေအဲ့ဆိုင်ဦးလေမှားစားလို့ရတာဆိုရပါတယ်ခိုင်ရတာအခုရွှေရတာသူကဖုံးပြောရတာအဆင်ပြေတယ်ပေါ့နော်ဒီစပြီးတော့ဖုံးဆက်ကနေရလေသူကမှအလုံးရှုံနေတိုင်းမဲ့လေစကားပြောလို့ကောင်းတယ်အပြီးဆိုင်အမှားလေစကားပြောလို့ကောင်းတယ်ချိုးတယ်တန်ချိုးတယ်ပေါ့နော်ဒီဒူးရင်းလေးလို့လေဒီရှိကြတော့ရှိလို့ရှိနေအဲ့ဒါဝယ်စားတာတန်ပါလေရှင်တော့တိုင်ဒီရတဲ့ပဇာဟောပဇာနဲ့ဂျုံစင်ဟိုဟာတင်ရပွဲနေဒီမင်းခွက်တီရောမှာတာပေါ့နော်မင်းခွက်တီရောမှာတာလားမင်းခွက်တီလည်းကောင်းတယ်ချိုးနေပြီးတော့လေဟိုလက်တယ်ပေါ့နော်ပြောရမှာဆို
ဇက်တယ်ဆိုတာကဂျင်းလည်းမမိဘူးဘယ်လိုပြောရမလဲဆိုတော့ဒီတိုင်းပေါ်မှာဆိုတော့ကြောက်ကြောက်နဲ့မှားတာဟိုးရှယ်ပဲလို့အမွားဟုတ်မြင်ရလားမသိဘူးဒီလိုအမွားပေါ့နော်အမွားအကိတ်ကြီး what the heck you for me ကောင်းလိုက်လားကိုဘွားကိုစားကျင်တာလေးများစားလို့ရှင်နိဗ္ဗာန်ပဲတဲ့ဘယ်ကောင်မိုက်တယ် ဒီကမှာဒီမှာကြည့်ရောဒီလိုလေးပြောရနေကလေးလေးတယောက်လိုပဲမိုက်တယ်ပြောတယ်ဘယ်လိုဟုတ်ကဲ့ပြောတယ်ဘယ်လိုဘယ်လိုလာဘာဒီလိုက်နေတော့ ကောင်းလိုက် ဒီရောအတေးရဲ့နေလိုက်တယ် ကောင်းလေးကျေးဇူးနဲ့မင်းလေးလည်းစားရတယ်ငင်းကိုတည်လည်းစားရတယ်ကျေးဇူးတင်ပါတယ် အဲ့ဒါမှမဟုတ်တယ်1 easy လို့ ပြောပါလေဒီတိတုံးနဲ့တော့လာအောင်ဒီဟာ ကျေးဇူးတင်ပါတယ်오빠 사랑해 တော့ဒီလိုပဲရတော့ ငင်းကိုတည်တို့ဒီလိုလေးခွဲရတယ်တူဒီခွဲကြည့်တိုင်းဒါမှမဟုတ်လို့တူရှုအိုးအသားကိုပြည့်နေပဲရှယ်ပဲ အကုန်ပုံတော့ဘယ်လိုလဲပါတီနေခွေးပဇာနာလေးကြောက်ပဇာနာလေးအဲ့တော့